နောက်ထပ်မေးလို့ရမေးခွန်းကတော့တပည့်တော်တို့ရဲ့တန်တရားဟာဗမာစပြီးတော့ဗမာဆုံးနိုင်မှလည်းရှင်ဗျာတခြားဘာသာတွေကတော့ဖန်ဆင်းရှင်မှာစပြီးတော့သူတို့ရဲ့ဖန်ဆင်းရှင်ဖျားမှာပဲဆုံးတယ်လို့ဆိုပါတယ်အကယ်၍တပည့်တော်တို့ဘာသာမှာတန်တရားဟာအစမရှိအဆုံးမရှိဆိုလို့ရှိရင်ဗုဒ္ဓဘာသာကို infinity ဝါဒလို့သတ်မှတ်လို့ရှင်ရောရနိုင်မှာလားရှင်ဗျာတန်တရားဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်မှန်ပါဗျာတရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရသွားရင်ဒါတန်တရားအဆုံးလို့ပြောတယ်မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှည်ကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာပေါင်းမြောင်များစွာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟောဘူးမှန်ပါဗျာအစကိုမသိနိုင်ဘူးလို့ဟောတယ်မှန်ပါဗျာမရှိဘူးနဲ့မသိနိုင်ဘူးကကွဲပြားတယ်မဟုတ်လားကွဲပြားပါတယ်တင်ပါဗျာမြတ်စွာဘုရားဟောတာကတန်တရားအစမရှိဘူးလို့ဟောတာမဟုတ်မှန်ပါဗျာအနမတေကောယံဘိက္ခွေတန်တာရောဒီတန်တရားကြီးဟာဘယ်တော့စခဲ့တယ်ဆိုတဲ့အစကိုမသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လေအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရေစိတ်လေးတစ်ခုဒီတရေစိဘယ်ရလဲတရေပင်ကရတယ်တရေပင်ဘယ်ရလဲတရေစိကရတယ်အဲတရေပင်နဲ့တရေစိကိုအစရှာကြည့်မယ်ဆိုရင်ရှာဖို့တွေးနိုင်မှာမလားတွေးနိုင်ပါဘူးကျက်မနဲ့ကျက်ဥကျက်ဥကဘယ်ရကျက်မရကျက်မကြတော့ဘယ်ရကျက်ဥကရကျက်မကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါဗျာဘာကြောင့်လို့ဆိုရင်အလုံးကိုရှည်လျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်တဲ့အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူးဘာကြောင့်မသိနိုင်တာတော့ဆိုသိရှည်ဝေးနေတယ်မင်းလိုက်လည်းပဲတွေးမှာမဟုတ်ဘူးမတွေးနိုင်တော့ရှည်ဝေးတယ်မှန်ပါဗျာမတွေးနိုင်တာကိုလိုက်ရှာနေရင်မင်းဘဝမှာကောင်းရာတွေလုပ်ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူးမှန်ပါဗျာဆိုတဲ့အနေနဲ့မြတ်စွာဘုရားတန်တရားအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတာမဟုတ်ဘူးဒါကအမှန်တခုနော်မှန်ပါဗျာခြားဘာသာအယူဆများကဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာလေဒါတော့မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တယ်ဖန်ဆင်းရှင်ကစတယ်မှန်ပါဗျာသူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယ philosophy ကိုဖတ်ကြည့်လို့ရှိရင်ဒီစံခယ philosophy ဆိုတာရှိတယ်စံခယ philosophy မှာပကတိသရုပ်တန်နဲ့ဆိုရင် prakriti လို့ခေါ်တယ်မှန်ပါဗျာအဲ prakriti ဆိုတဲ့အရာကနေဆထာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုမှန်ပါဗျာအဲ့ဒါကိုပုရုရှဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ်မှန်ပါဗျာစံခယ philosophy ကမှန်ပါဗျာဘာသာတရားဘာသာအယူဆလို့ဆိုတဲ့အထက်မှာတအားများတယ်အယူဘာသာအယူဆတွေဟာတင်ပါဗျာအခုခေတ်ပြောနေတဲ့ခရစ်ယာန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်နော်အများကြီးရှိတော့ဖះမှာစပြီးဖះမှာဆုံးတယ်လို့ပြောတဲ့လူတွေက creator ကိုလက်ခံတဲ့လူတွေ God ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ်မှန်ပါဗျာမှန်ပါ God ကိုလက်မခံတဲ့လူတွေအများကြီးရှိတယ်မှန်ပါဗျာနော်အဲကြောင့်မို့ဖះမှာစပြီးဖះမှာဆုံးတယ်ဆိုတာဘယ်ဝါဒတုံးလို့ပြောရမယ်ဆိုလို့ရှိရင်Hinduism ဆိုဟိန္ဒူဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုဗြဟ္မာဆိုတဲ့ခေါ်ကနေပြီးတော့ဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်ပြီးတော့နောက်ဆုံးမှဒီဗြဟ္မာကြီးနဲ့ပြန်ပေါင်းလိုက်လို့ရှင်တန်တရားဝကလွတ်တယ်ခေါ်တယ်မှန်ပါဗျာအဲ့ဒါမျိုးကြတော့ဖះမှာစားပြီးဖះမှာဆုံးတယ်လို့ပြောလို့ရတယ်မှန်ပါဗျာနော်မှန်ပါဗျာဒါကဟိန္ဒူဝါဒဗြဟ္မာဆိုတာလဲနောက်ပိုင်းကျတော့သူတို့ကတတ္တဝါမဟုတ်တော့ဘူးတကုရှင်မဟုတ်တော့ဘူးတဘာဝတရားတစ်ခုဖြစ်တယ်မှန်ပါဗျာတဘာဝတစ်ခုနောက်ဆုံးမှာ philosophy နဲ့လိုက်ရှာလိုက်တဲ့အခါတဘာဝတရားတစ်ခုကိုသာတယ်အဟမသမိဗြဟ္မာဆိုပြီးသူတို့ကသူကိုယ်တိုင်ဗြဟ္မာဖြစ်တယ်အဲ့ဗြဟ္မာလိုက်ပြီးတော့အကောင့်ထဲရှာလိုက်ပြန်တော့မရှိတော့ဘူးနောက်ပိုင်းကျတော့မှန်ပါဗျာအဲ့လိုထီအောင်ဖြစ်တယ်မှန်ပါဗျာဟိန္ဒူမှာဗြဟ္မာဆိုတာက creator မှန်ပါဗျာဗိရှနုက protector မှန်ပါဗျာရှိဗန်ဆိုတာက destroyer ဖြည့်ဆည်းသူမှန်ပါဗျာအဲ့တော့ဒီဆောက်သူကတယောက်ထိမ့်သိမ့်သူကတယောက်ဖြည့်ဆည်းသူကတယောက်ဖះသုံးစုသူတို့မှာမှန်ပါဗျာအဲ့တော့သူတို့မှာဒီရဲတယ်ဆိုတာလည်းမရှိဘူးပေါ့နော်မှန်ပါဗျာအဲ့တော့သူတို့ရဲ့မောက္ခလို့ခေါ်တဲ့လွတ်မြောက်မှုဘဝရဲ့လွတ်မြောက်မှုဆိုတာဖះသခင်ကဖန်ဆင်းလိုက်တဲ့အခါမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလှုပ်ပြီးတော့ကံကြမ္မာရဲ့အနှောင့်အဖွဲထဲမှာတန်တရားထဲမှာလဲတယ်လဲတာကိုဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့အသိဉာဏ်ရရင်ဝိဇ္ဇာမှန်ပါဗျာအသိဉာဏ်ဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒီဝိဇ္ဇာရပြီးတော့ဘ
ဖရာသခင်ဖန်ဆင်းသူနဲ့ပြန်ပေါင်းထုတ်ခြင်းဟာသူတို့အတွက်နိဗ္ဗာန်ပဲ မှန်ပါဗျာ ဒါအဲ့ဒီဟိန္ဒူဝါဒအကြောင်းပြောပြတာနော်ဗုဒ္ဓဘာသာကအစမရှိအဆုံးမရှိ infinity အယူဝါဒလို့သတ်မှတ်ရင်ဖြစ်နိုင်ပါသလားဆိုတာဒါမဟုတ် မှန်ပါဗျာ အဲ့လိုသတ်မှတ်လို့မရဘူး မှန်ပါဗျာ အစမရှိဘူးလို့မပြောဘူးအဆုံးကလည်းမရှိဘူးလို့ပြောတာမဟုတ်ဘူး မှန်ပါဗျာ မြတ်စွာဘုရားရဲ့အဆုံးဝါဒကဘာလို့ဆိုအကြောင်းရှိရင်အကျိုးဖြစ်နေမယ်အကြောင်းကုန်ရင်အကျိုးရသွားမယ်ဒါပဲ မှန်ပါ ဖရာဟောတာနော်ဣမတမိတတိဣဒံဟောတိဒါရှိနေရင်ဒါရှိနေမှာပဲဖြစ်တယ်ဒီအကြောင်းတရားတွေရှိနေရင်အကျိုးတရားတွေရှိနေမှာပဲဣမတဥပ္ပါဒဒီအကြောင်းတရားတွေဖြစ်ပေါ်လာခြင်းကြောင့်ဣဒံဥပ္ပစ္စတိဒီအကျိုးတရားတွေကဖြစ်နေမှာပဲ မှန်ပါဗျာ ဣမတမိအတတိဣဒံနာဟောတိဒီအကြောင်းတရားမရှိတော့ဘူးဆိုရင်ဒီအကျိုးတရားလည်းမရှိနိုင်ဘူးဣမတနိရောဓဣဒံနိရောဓစတိဒီအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားတွေလည်းချုပ်သွားမယ်ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်အခုအလင်းလေးရနေတယ် မှန်ပါဗျာ အလင်းရနေတာဒီထဲမှာအမှောင်ထဲမှာအလင်းရနေတာလျှက်စစ်မီးရှိနေလို့ရ မှန်ပါဗျာ ဒီအလင်းလေးကိုလျှက်စစ်မီးကလှုပ်ပေးထား မှန်ပါဗျာ ဖန်တီးထားအလျှက်စစ်မီးပြတ်သွားတာနဲ့ဒီအလင်းကပြတ်သွားမှာ မှန်ပါဗျာ အလျှက်စစ်မီးရှိနေတယ်အလင်းရှိနေမှာလျှက်စစ်မီးဟာအကြောင်း မှန်ပါ အဲ့ဒါကိုပြောတော့မြတ်စွာဘုရားဟောတာတော့အကြောင်းရှိနေရင်အကျိုးရှိအကြောင်းမရှိတော့ဘူးဆိုရင်အကျိုးမရှိဘူးဆိုတော့ မှန်ပါ infinity ဝါဒမဟုတ်ဘူးဒီဟာ မှန်ပါဗျာမှန်ပါ အစမရှိဆုံးမရှိဒါမှားနေတယ်ပေါ့ဒီလိုယူဆရင်မှားတယ်နော် နောက်ထပ်မေးခွန်းတစ်ခုကတော့လေးသိင်ရှိတဲ့ကဘာသသိန်းဆိုတာလူတွေကပြောတာပြောနေကြပြီမဲ့ဘာမှမသိဘူးဖြစ်နေပါရှင်ဗျာလေးသိင်ရှိတဲ့ကဘာသသိန်းရဲ့အဓိပ္ပာယ်ကိုအရှင်ဗျာရှင်းပြပြီးတော့မူပါ ဘုံဘုံတရားဟောတဲ့ထဲမှာအများကြီးရှင်းပြပါတယ် မှန်ပါဗျာ လေးသင်ချေလို့လေးအသင်ချေဆိုတာကဘာနဲ့တွက်ပြီးတော့ပြောတဲ့စကားတစ်ခုပဲ မှန်ပါဗျာ အသင်ချေရဆိုတာမရေမတွက်နိုင်တော့အောင်ကြာညောင်းပြီးတော့မှတ်တမ်းမရှိတော့အောင်ကြာညောင်းတဲ့အတိုင်းအတာတစ်ခုကိုအသင်ချေလို့ခေါ်တာ။ဘာကြောင့်လေးလို့ပြောရတယ်လဲဆိုလို့ရှိရင်ဂေါရမမြတ်စွာဘုရားအလောင်းဟာဒီပင်ကရာမြတ်စွာဘုရားရဲ့တက်ထက်မှာဗျာဒိတ်ခံခဲ့တယ်နော် မှန်ပါဗျာမှန်ပါဗျာ ။ဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားဆက်ပြတ်သွားပြီးကဘာပေါင်းဘလောက်ကြာတယ်ဆိုတာအရေးအတွက်သတ်မှတ်ချက်ကိုမရှိလောက်အောင်ကြာခဲ့တယ်ဘုရားမဟုတ်ဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့နောက်ပိုင်းမှာနောက်ပွင့်လာတဲ့ဘုရားကကွန်တိညာဘုရားလို့ခေါ်တယ်အဲ့ဒီပင်ကရာမြတ်စွာဘုရားနဲ့ကွန်တိညာဘုရားကြားမှာအရေးအတွက်မရှိလောက်အောင်ကြာသည့်အတွက်ကြောင့်အဲ့ဒါကိုတစ်အသင်ချေလို့ယူဆနောက်တစ်ခါကွန်တိညာဘုရားပွင့်ပြီးတဲ့နောက်မှာလည်းပဲအခုလိုအခါမျိုးကြုံရတယ်ဘုရားမပွင့်မယ်နဲ့လေ မှန်ပါဗျာ မင်္ဂလာဘုရားပွင့်တဲ့နောက်အဲ့ဒီဘုရားနှစ်စုကြားမှာလည်းပဲအရေးအတွက်ကင်းမဲ့လောက်အောင်ကြာကြောင်းလို့တစ်အသင်ချေဘုရား24စုထဲမှာဒီဘုရားတွေရဲ့အကြားမှာ4ခါကြုံခဲ့တယ်အဲ့ဒါလို့မရေမတွက်နိုင်တော့အောင်အဲ့ဒါ4ခါကြုံခဲ့သည့်အတွက်ကြောင့်4အသင်ချေလို့ခေါ်တာ တင်ပါဗျာ နောက်ဆုံးပွင့်တော်မူတဲ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားအဲ့ဒီဟိုရင်းပေါ့ဘုရုမုဒ္ဒရာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကျတော့ကဘာတသိန်း တင်ပါဗျာ အဲ့နောက်မှာဘုရား9စုလားဘယ်လောက်ပွင့်သေးတယ် တင်ပါဗျာ ဂေါရမဘုရားဗျာဒိတ်ခန္ဓာ24စုရှိတယ် မှန်ပါဗျာ ဘုရုမုဒ္ဒရာမြတ်စွာဘုရားဒီကဘာကနေပြန်တွက်လိုက်ရင်ကဘာတသိန်းမြောက်မှာပွင့်တယ် တင်ပါဗျာ အဲ့ဒီဘုရားရဲ့နောက်မှာတော့ရေတွက်လို့ရတဲ့ကဘာကတသိန်းရှည်တွက်လို့မရတာက4ခါကြုံတယ်လို့ဒီအထိပ္ပယ်မျိုးပြောတာ အဲ့ဒါဆိုလို့ရှိရင်အသင်ချေဆိုတာတချို့လူတွေပြောသလိုတဲ့အနောက်မှာ3ညာလုံး120လို့ပါဆိုတော့မဟုတ်ဘူး အဲ့ဒါခဏအသင်ချေ တင်ပါဗျာ ခဏအသင်ချေဒီဟာတော့ countless ပေါ့ တင်ပါဗျာ ခဏနာတော့အသင်ခိယခဏနဲ့ရေတွက်လို့မရတဲ့အသင်ချေတာ မှန်ပါဗျာမှန်ပါဗျာ တစ်နောက်သင်ချေဆိုတာ340ဆိုတာအဲ့ဒါ တင်ပါဗျာ ဒါဟိုတဲ့ရဲ့အသင်ချေပေါ့နော် တင်ပါဗျာ ဘုံဂိမ်းနဲ့အသင်ချေပေါ့ တင်ပါဗျာအဲ့ဒါဆိုလို့ရှိရင်ဖျားဖြစ်ဖို့အတွက်၄သိင်ချင်းနဲ့ကဘာသိန်းကျင့်ရတယ်ဆိုတာဟုတ်ပါလားဗျာ ဟုတ်တယ်ဒါဘုရားတဆူဖြစ်ဖို့ရအမတမခင်းနေဘာလို့တော့ဆိုရင်နိုင်ရှင်ကောင်းမနိုင်ရှင်ကောင်းစဉ်းစားကြည့်ပေါ့ မှန်ပါ ဆရာဝန်တယောက်ဖြစ်ဖို့ပညာဘယ်နှစ်သင်ရတာ အနည်းဆုံးတော့9နှစ်လောက်တော့တင်ရတယ် အဲ့လိုပေါ့ဘုရားဖြစ်ဖို့ဆိုတာတော့ခဏလုံးနဲ့ဖြစ်ရမယ်ဆိုတော့ဖြစ်နိုင် မှန်ပါဗျာ အလုံးဟာဒီလေ့ကျင့်မှုတွေသင်ကြားမှုတွေဘုရားဆိုတဲ့ပုဂ္ဂိုလ်လို့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာခဏချင်းနဲ့ဖြစ်ငါဖြစ်သွားတယ်ဆိုရင်ဒါမပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နိုင် မှန်ပါဗျာမှန်ပါဗုဒ္ဓရဲ့အဆိုအရဒီကဘာမှာဖျား9စုပွင့်မယ်လို့မှတ်သားဥပါတယ်ဒါပေမဲ့သိပ္ပံယနေ့မှတ်တမ်းများအရ
ဒီကဘာရဲ့တက်တန်းကတော့နှစ်ပေါင်း 4.5 ဘီလီယံတက်တန်းရှိပြီလို့သိရပါတယ်ဒါဆိုရင်ပွင့်တော်မူခဲ့တဲ့ဖျားလေးစုဟာပြီးခဲ့တဲ့နှစ်ပေါင်း 4.5 ဘီလီယံအတွင်းမှာပွင့်ထွန်းခဲ့တာဖြစ်ပါသလားရှင်ဗျာနောက်တစ်ခုကကြတော့နောင်ပွင့်မဲ့မြတ်စွာဘုရားကရောဘယ်တော့လောက်မှပွင့်နိုင်မှာပါလဲလက်ရှိဘုရားအလောင်းတော်ကရောဘယ်ပုံမှာရှိနေနိုင်ပါလဲရှင်ဗျာခုခေတ်လူတွေသိပ္ပံစကားတွေပြောတဲ့အတိုင်းအတာတစ်ခုကအလွန်နည်းပါတယ်မှန်ပါဗျာနော်ဒီကဘာကြီးကိုသူတို့က4.5 ဘီလီယံလို့ပြောတာဟာသူတို့ခံမှန်းပြီးပြောတဲ့စကားများတာဖြစ်တယ်မှန်ပါဗျာ4.5 ဘီလီယံနဲ့ရှေ့ကြတာကိုသူတို့မသိနိုင်ဘူးမှန်ပါဗျာခံမှန်းပြောကြရမယ်ဆိုရင်ဒီကဘာမှာဘုရားငါးစုပွင့်နေဆိုဟုတ်တယ်ဒါကြောင့်ဗဒ္ဒကဘာလို့ခေါ်တယ်မှန်ပါဗျာဘာကြောင့်ဘုရားငါးစုပွင့်တယ်လို့ချွတ်တင်ပြီးတော့သိနိုင်တယ်လဲလို့ဆိုလို့ရှိရင်ကဘာဥကာလကဘာကြီးပျက်စီးသွားပြီးတဲ့နောက်မှာကဘာကြီးကပြန်ပြီးတော့ရှေးပြင်းကြီးကပြန်ဆတယ်မှန်ပါဗျာအာဂတထဲမှာရှေးပေါက်ကြီးတစ်ခုမိုးတွေရွာတဲ့အခါမှာရှေးပေါက်ကြီးတစ်ခုတည်းဖြစ်လာတယ်အဲ့မှာအပေါ်ကျော်ကတဖြည်းဖြည်းတင်းလာတဲ့အခါကျတော့ဒီကဘာမြေကြီးဖြစ်လာတယ်ပေါ့မှန်ပါဗျာအပူအေးရာသီဥတုကြောင့်ပြောင်းလဲမှုတွေပေါ့နော်မှန်ပါဗျာပြောင်းလဲမှုတွေအဲ့လိုပြောင်းလဲမှုတွေအဲ့ရေပြင်းကြီးရှိနေတဲ့အချိန်မှာရေရှိရင်ကြာပေါက်တယ်ဆိုတဲ့အတိုင်းပဲကြာဘူးကြီး9ဘူးပေါ်လာတယ်မှန်ပါဗျာအထိမ့်မှတ်အနေနဲ့ပေါ်လာတယ်အဲ့ဒီ9ဘူးထဲမှာပရိခရာ10ပါးပါတယ်လို့ဆိုတယ်ဒါဘုရားဘာသာကျမ်းစာအရနော်အဲ့ဒီပရိခရာတွေကိုပြမကြီးတွေပဲအဲ့ဒီအချိန်မှာရှိသေးတယ်လူသားတွေမပေါ်သေးဘူးမှန်ပါဗျာအဲ့ပြမကြီးတွေကယူပြီးတော့သူတို့သိမ်းထားတယ်မှန်ပါဗျာအဲ့လိုသိမ်းထားပြီးတော့ဒီကဘာကြီးဟာဒီပျက်စီးသွားတဲ့အချိန်ကလည်းပဲအချိန်မလောက်ကြရဲဆိုတော့ဘယ်သူမှရည်တွက်လို့မရဘူးမှန်ပါဗျာပြန်တီဆောက်နေတဲ့အချိန်ကတီဆောက်ပြည့်သည့်ထီအောင်ဘယ်လောက်ကြရဲဆိုတာမရှိဘူးအဲ့ဒါတွေကိုကပ္ပဣယံလို့ခေါ်တယ်ပျက်စီးနေတဲ့အချိန်ပိုင်းကိုတံဝတ္တကပ္ပပျက်စီးပြီးသွားတဲ့အချိန်ကိုတံဝတ္တထာယီဒီလိုခေါ်တယ်ပြန်တီဆောက်နေတဲ့အချိန်ကိုဝိဝတ္တပြန်တီဆောက်လို့ပြည့်စည်သည့်ထီအောင်ဝိဝတ္တထာယီလို့ဒီလိုအတိုင်းတာကြီးအလွန်ကြီးမားတဲ့နှစ်ပေါင်းများစွာကြာတဲ့အတိုင်းတာကြီးတစ်ခုဖြစ်တယ်မှန်ပါဗျာအဲ့ဒီအတိုင်းတာကြီးတွေကိုကျော်လွန်ပြီးတဲ့အခါမှာဒီကဘာဆာဖြစ်လာတာမှန်ပါဗျာဖြစ်လာသည့်အတွက်ကြောင့်နှစ်တန်ပေါင်းများစွာရေတွက်လို့မရတော့အောင်လူကနန်းနဲ့လက်လန်းမမိတော့အောင်ကြာပြီးတော့မှဒီကဘာပေါ်မှာလူတွေရဲ့တက်တန်းဟာကဘာဥကာလမှာလူတွေရဲ့တက်တန်းဟာအသက်အသင်ခြေလောက်ထိအောင်ရှည်ခဲ့တယ်မှန်ပါဗျာ countless ပေါ့ရှည်တွက်လို့မရတော့အောင်ကိုယ့်ရဲ့ဒိဋ္ဌောဘာကိုမသိနိုင်တော့ရှည်လျရတယ်လို့ပြောအဲ့ဒီကနေပြီးတဖြည်းဖြည်းလူတွေရဲ့စိတ်နေသဘောထားတွေကြောင့်သက်တမ်းတွေကပြန်ဆုတ်လာတယ်ပြန်ဆုတ်လာတဲ့အခါမှာ4000တန်းလောက်ထိအသက်တိုးလာပြီဆိုတော့ဒီဆုတ်တယ်ဆိုတာမနေ့ကတနေ့ကလို့မဟုတ်ဘူးနှစ်ပေါင်းများစွာအကြာကြီးမှန်ပါဗျာဆုတ်လာပြီးတော့မှနှစ်4000တန်းမှာလူတွေရဲ့သက်တမ်း4000တန်းမှာကကုတ္တနာမြတ်စွာဘုရားပွင့်တယ်မှန်ပါဗျာ4000ကနေတဖြည်းဖြည်းဘုရားပွင့်ပြီးတဲ့နောက်ရောကျသွားပြီးခဏိခေတ်လို့ပေါ့လူတွေဟာအသက်တိုးလာတယ်ထိတဲ့တိုးတဲ့ခေတ်မျိုးရောက်အောင်မယ်လို့ဆိုတယ်မှန်ပါဗျာဘာကြောင့်လဲဆိုရင်လူတွေရဲ့ရှင်တဲ့နှလုံးထဲကသိုးသွက်မှုတွေများလာမှန်ပါဗျာများလာတော့လူတွေကဒီတဲ့သိချေပြစေချအောင်မှန်ပါဗျာလူရဲ့တက်တန်းဟာအလုံးကိုတူတောင်းတဲ့ခေတ်မျိုးရောက်လာပြီးတဲ့အခါလူတွေကပြန်ပြီးတော့လူတွေရဲ့စိတ်တွေကစိတ်ပြောင်းကုန်တယ်လူတွေအများကြီးသိချေပြစီသွားတဲ့အခါမှာကျင်နာစိတ်ကလေးတွေပေါ်လာတယ်မှန်ပါဗျာအဲ့ဒီအကျင်နာသနာတဲ့စိတ်ကလေးတွေမေတ္တာစိတ်လေးတွေကြောင့်လူတွေရဲ့အသက်ဟာပြန်ရှည်သွားမှန်ပါဗျာရှည်ပြီးတဲ့အခါခုနမရေမတွက်နိုင်တော့အောင်ကြာညောင်းတဲ့တက်တန်းကိုရပြီးတခါပြန်ပြီးတော့လူတွေရဲ့တက်တန်းပြန်ရော့ကြလာမှန်ပါဗျာအဲ့ဒီပြန်ရော့ကြလာတဲ့ဖရာတဆူနဲ့တဆူချားမှဆိုရင်မြေကြီးဟာတိယုဇနာကြော်လောက်မြင့်တက်သွားတယ်မှန်ပါဗျာတိယုဇနာကြော်မြင့်တက်တယ်ဆိုကြတဲ့ကသူကဒီနှစ်နဲ့ပြောတာမဟုတ်တော့မှန်ပါဗျာမြေကြီးကမြင့်တက်တယ်ဆိုတာခဏိခေတ်မှာလည်းပဲရှေးဟောင်းပစ္စည်းကဒူးဖော်ယူရတာမဟုတ်လားမှန်ပါဗျာမှန်ပါတော့အဲ့မြေကြီးမြင့်တက်သွားတဲ့အခါနောက်မှာနောက်ဖရာတဆူပွင့်တယ်ဖရာတဆူချားဟာအတော်ကိုကြာမှန်ပါဗျာအဲ့တော့ 4.5 ဘီလီယံလို့ပြောလို့ပဲရမှာတကဘာလုံးမှန်ပါဗျာဖရာတဆူနဲ့တဆူချားကိုပဲနေဦးကြီးကြာတာပေါ့မှန်ပါဗျာဒီကဘာမြေကြီးကမပြည့်စည်သေးဘူးအဲ့ဒါလို့ပြန်ဆုတ်လာပြီးတဲ့နောက်မှာအနှစ်3သန်းလောက်ရတဲ့အခါမှာကောဏကမဏဖရာပွင့်တယ်အဲ့ဒီဟာလေတခါပြန်ပြီးတော့လူတွေရဲ့အကျင့်စာရိတ္တစိတ်နေသဘောထားတွေပြက်ပြားလာတဲ့အခါနောက်ဆုံးမှာ
အသက်တန်းနေတို့ပြီးသေကြီးပြည့်စည်တဲ့အဆင့်ရောက်သွားပြီတစ်ခါပြန်တက်သွားမယ် တင်ပါဗျာ အဲ့လိုတက်လိုက်ဆုတ်လိုက်သက်တန်းဟာဘယ်လောက်ကြာလဲဆိုရင်အကြာကြီးပဲပြောရမှာ မှန်ပါဗျာ အဲ့ဒီကတစ်ခုတင်ပဲ4.5 ဘီလီယံကကြမှာကမှာ မှန်ပါဗျာ အဲ့ဒါလိုလက်မမိပါဘူးဒီဟာတော့နော်အဲ့လိုတက်ကတ်ဆုတ်ကတ်ဖြစ်လာတာအခုလေဂေါရမဘုရားပွင့်တာလူတွေရဲ့တရားတန်းမှာပွင့်တာအခုတရားတန်းနေရတဲ့ပုဂ္ဂိုလ်ကမတမရှားသွားပြီပေါ့တဖြည်းဖြည်းလူတွေရဲ့တက်တန်းရောကြလာပြီ မှန်ပါဗျာ နာရေးကြော်ညာကြည့်လိုက်လို့ဆိုရင်60 90 50အဲ့လောက်မှအသေးများလာတယ်နောက်ပဲဥယျာဉ်နဲ့ပြောမယ်ဆိုရင်နော် မှန်ပါဗျာ လူတွေကသာပြောတာတော့ expectancy မှာတက်တန်းဘယ်လောက်ရှိတယ်တို့ဘာလို့တက်တန်းတိုးလာတယ်လို့သာပြောတာအမေရိကလူတွေလည်းသိနာရေးကျင်တိုင်း80 90ပဲဒါပဲ မှန်ပါဗျာမှန်ပါ ပမာပြည်မှာလည်း80 90ပဲ မှန်ပါဗျာ ဘယ်သူမှအရေးအတွက်အပြင်ပိုးရှိတဲ့လူပေါ်ခြင်းပေါ်မှာပေါ့နော်သေတာတော့ဒီသေနေပြီပဲ မှန်ပါဗျာမှန်ပါဗျာ အဲ့တော့တက်တန်းကတဖြည်းဖြည်းနောက်စနစ်တန်းဆိုတာထိအောင်ရောက်သွားပြီးတော့လူတွေဟာလူကမျိုးတုံးတော့အောင်ကိုသေကြကြကြေကြမှာပေါ့ တင်ပါဗျာ အဲ့ဒီကမှပြန်တက်လာမယ်ပြန်တက်လာပြီးတော့အသက်တန်းဟာအလွန်ကိုကြာရှည်ပြီးတော့ခုနကမြေကြီးကဘာမြေကြီးဟာအထက်ကိုတယုဇနာဆိုတာ10မိုင်လို့လည်းပြောတယ်12မိုင်လို့လည်းပြောတယ်ဒါကတော့အယူဆနည်းနည်းကွဲတယ်နော် မှန်ပါဗျာ အိန္ဒိယမှာဆိုတဲ့ယူဇနာအတွက်နဲ့ပြန်ပြီးတော့အခုကီလိုမီတာနဲ့ပြန်တွဲရင်တော့အတိအကျရကောင်းရလိမ့်မယ် မှန်ပါဗျာ တက်ပြီးတော့ပြန်ဆုတ်လာတဲ့အခါမှာလူတွေရဲ့အသက်8000တန်းလောက်မှာနောက်ဖျားပွင့်မှာ တင်ပါဗျာ ဒါအစားတွေမှာအဲ့လိုပဲဆိုတယ် မှန်ပါ နော်နောက်ဖျားပွင့်မှာအဲ့လိုတက်ကကြောက်ကခြားတွေကအကြာကြီးပဲ မှန်ပါဗျာ တို့ကအဲ့နောက်ဖျားပွင့်ပြီးတဲ့အခါအခုလိုဆုတ်ပြီးတော့မှဒီကဘာကြီးကမီးလောင်ပျက်စီးတာလည်းဖြစ်မယ်ရေမျောပျက်စီးတာလည်းဖြစ်မယ်အဲ့လိုတစ်ခုတော့ပျက်စီးသွားမှာလေထဲမှာပျက်စီးသွားတာလည်းဖြစ်နိုင်တယ်ပြတ်ထားတော့ပျက်စီးသွားမှာပေါ့နော် မှန်ပါ နောက်ဖျားကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအားလုံးဟာ10နှစ်တန်းရောက်သွားပြီသိမယ် တင်ပါဗျာ အားလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူနေတာ မှန်ပါ စဉ်းစားကြည့်လေဒါနဲ့ခုတ်တက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိ တယောက်စားနှစ်ယောက်စားပါဗျာ တနတ်နဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မလား မှန်ပါဗျာ တလောတော့နယူးစီလမ်းမှာဆိုတက်နဲ့လိုက်ပြင်းတာဘယ်နှယောက်ပဲသိတော့ ဆယ်ကနန်းရာကနန်းပါဗျာ ဟဲ့ကနာရကနာအနုပြုပုံချလိုက်ရင် တောင်းဝန်းလောက်ထိသိနိုင်တယ် အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနေမကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cost ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးက exposition ဖြစ် blown ဆိုပြတ်သွားမှာပဲသိကြတယ် မှန်ပါဗျာမှန်ပါဗျာ ချက်ချင်းကြီးသိသွားမှာပဲအကုန်လုံး မှန်ပါဗျာ အစွမ်းထက်တဲ့လက်နဲ့လူသားမျိုးတွေဟာ9ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွား မှန်ပါဗျာ အဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာဒီလိုဖြစ်တာဟုတ် မှန်ပါဗျာ အဲ့တော့နှစ်ပေါင်းများစွာကြာပါတယ် မှန်ပါဗျာ ကိုယ်ရင်းနဲ့ပြောလို့မရပါဘူးကောရမမြတ်စွာဘုရားပွင့်သွားတာတောင်မှခုနှစ်ပေါင်း2500 2600လောက်ပဲရှိသေးတယ် မှန်ပါဗျာ ဘုရားပွင့်သွားတာဟုတ်တယ်မလား မှန်ပါဗျာ ဘယ်တော့လောက်ပွင့်မယ်လဲဆိုရင်အခုကြပြီးရင်လူသားမျိုးနဲ့တိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးမှာရှည်ပြီးအသင်ခြေတန်းရောက် မှန်ပါဗျာ အသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုတ်လာတဲ့အခါမှာ8000တောင်းရောက်လာမယ်အဲ့ဒီကျမှပွင့် မှန်ပါဗျာ လူတွေရဲ့သက်တမ်း8000တန်းထိအောင်သက်ရှင်လာအဲ့ဒီအချိန်မှာပွင့် တင်ပါဗျာ ဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့သက်တမ်းဆုတ်တဲ့အချိန်ပိုင်းမှာပွင့်တယ်တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူး မှန်ပါဗျာ ဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ် မှန်ပါဗျာ ဒါကြောင့်မို့8000နဲ့တသိန်းအထက်ကြာလို့ရှိရင်လည်းဖះပွင့်လို့မရဘူးမပွင့်ဘူးတရားအောက်ကြာရင်လည်းမပွင့်ဘူး မှန်ပါဗျာ တရားအောက်ဘာလို့ပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေတ်လူတွေတော့ဘလောက်ခေါင်းမာကုန် မှန်ပါ စဉ်းစားကြည့်ပေါ့နော် မှန်ပါဗျာ လောဘဒေါသမောဟတွေကကြီးလာတဲ့အခါကျလူတွေကခေါင်းမာသွားပြီပြောလို့နားမဝင်တော့ မှန်ပါဗျာ အဲ့ဒါကြောင့်မပွင့်ဘူးလို့အဲ့တော့နောက်ဖျားပွင့်တာခုနတက်ကတာပြီးပြန်ဆုတ်လာတဲ့လူသက်တမ်းနှစ်8000မှပြောမယ်လို့ဘီလီယံနဲ့တွက်ပြလို့လည်းမရဘူးဒါတော့နော်ဘာလို့ဆိုတက်တာအကြတာမြန်တာလည်းရှိမယ်နှေးတာလည်းရှိမယ်သူပြောလို့မရဘူးနော် တင်ပါဗျာ လက်ရှိဖះအလောင်းတော်ကဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်ဖះအလောင်းတွေကတော့တုတ်တိတာဘုံမှာပဲရှိကြတယ်နတ်ပြည်6ထပ်တွေကတုတိတာဆိုတာအမြဲတမ်းကျင့်တတ်နေတဲ့စိတ်ချမ်းသာကိုယ်ချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော် မှန်ပါဗျာ
ကျေနပ်နေတာအလွန်ကောင်းတယ်အခုလူတွေကမကျေမနပ်တွေအများကြီးဖြစ်နေတယ်ခွာမှန်ပါဗျာမှန်ပါဗျာအဲ့ဒါချမ်းသာတဲ့လူကလည်းမကျေနပ်ဘူးမှန်ပါဗျာယာရုရှိတဲ့လူကလည်းမကျေနပ်ဘူးယာရုမဲ့တဲ့လူကလည်းအားလုံးကမကျေနပ်မှုတွေများနေကြတယ်မှန်ပါဗျာကျေနပ်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့ဘူးလေမှန်ပါဗျာနောက်တစ်ခုကတော့ဖျားဟောထဲမှာပါတဲ့ကျွန်းကြီးလေးကျွန်းမြင့်မို့တောင်ရဲ့ပုံသဏ္ဍာန်စัจ java ရာတို့ရဲ့အထိပ္ပယ်ကိုရှင်ဖျားရှင်းပြပြီးတော့မူပါမြတ်စွာဘုရားကတော့တိုက်ရိုက်ဟောထားတာဘုံမတွေ့ဘူးပိဋကတ်သုံးပုံလို့ဆိုတဲ့ဖျားစကလုံးနဲ့ဖျားကိုယ်တိုင်ကကျွန်းကြီးဘယ်နေရာမှာပါရှိတယ်ဘယ်နေရာမှာဒီလိုပုံသဏ္ဍာန်နေနဲ့ဟောတာမရှိပါဘူးမှန်ပါဗျာမရှိဘူးအဲ့ဒါတွေနဲ့ဆက်နွယ်ပြီးတော့မြတ်စွာဘုရားကရှိတယ်ဆိုတာလောက်ကိုအတိုင်းအတာတစ်ခုရှင်းပြဖို့အတွက်ဟောတာတော့ရှိတယ်ခုနသုလနိကလောကဓာတုသုတ်ဆိုတာမနေ့ကပြောတာလို့ပေါ့နော်မှန်ပါဗျာအဲ့လိုဟာမျိုးတော့ဟောတာရှိတယ်ကျွန်းဆိုတာကမြေပြင်မှာရေပတ်လေဝိုင်းလိုက်ရှိတဲ့မြေကိုကျွန်းဟုခေါ်သည်မဟုတ်လားမှန်ပါဗျာမှန်ပါဗျာအဲ့တော့ပင်လေရှိလို့ရှိရင်ရေပြင်နဲ့မြေပြင်ဟာကမ္ဘာမှာပဲအများတယ်ရှည်ရများပါရှည်ရများတယ်အရေထဲမှာပေါ်ထွက်နေတဲ့အရာကိုကျွန်းခေါ်တာပဲမှန်ပါဗျာအဲ့အကြီးစားကြီးက၄ခုခဏခဏပြောမယ်ဆိုတိုက်ကြီး၄တိုက်ကြီးဩစတြေးလျပါပါတိုက်ကြီး၅ထိုင်မဟုတ်လားမှန်ပါဗျာခဏခေပြောတာကျွန်းမြေကြီးတွေကိုပြောတာနော်မှန်ပါဗျာပြီးတော့ဒါတွေကလည်းပဲအချိန်ပိုင်းအားလျော်စွာပြောင်းလဲနေတာတွေရှိတယ်အသစ်ပေါ်လာတာလည်းရှိတယ်ပျောက်ကွယ်သွားတာတွေလည်းရှိတယ်ပေါ့နော်လက်ရှိထဲမှာဘုရားဟောတဲ့ထဲရလို့မဟုတ်ဘူးပါဠိစာပေအထက်ကရာတီကနောက်ပိုင်းမှာဖော်ထားတာတွေကတော့ရှိတယ်တင်ပါဗျာနော်ကျွန်းကြီးလေးကျွန်းကိုတောင်ကျွန်းမြောက်ကျွန်းလဲကျွန်းမြတ်စွာဘုရားကတော့နာမည်လေးတွေနဲ့တော့ဟောထားတာရှိပါတယ်မှန်ပါဗျာနော်ပုပ္ပဝီတိဟာအရှိကျွန်းကိုပုပ္ပဝီတိဟာတောင်ကျွန်းကိုသဗ္ဗုဒိပအနောက်ကျွန်းကိုအပရခောယနာမြောက်ကျွန်းကိုဥတ္တရကုရုဆိုပြီးတော့အလွတ်လေးလောက်တော့ဟောထားတော့ရှိတယ်ပေါ့မှန်ပါဗျာမြင့်မို့တောင်ရဲ့ပုံသဏ္ဍာန်တို့ဘာတို့ကျွန်းကြီးလွန်းကျွန်းရဲ့ပုံသဏ္ဍာန်တို့ဒါမျိုးတော့ဖော်ပြီးတော့ဟောထားတာမရှိဘူးမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာစัจ java လာတိုက်တသောင်းဆိုတာအခုလို့ကဘာမြေကြီးပေါင်းတောင်းချီရှိတဲ့ကဏ္ဍနဲ့ဖွဲ့စည်းထားတဲ့အစုတစ်ခုကိုရည်ညွှန်းပြောတာပါမှန်ပါဗျာဆိုလိုတာစัจ java လာတိုက်တသောင်းဆိုတာဖျားလောင်ဖွားတော်မူတဲ့အခါမှာတပြိုင်နဲ့မြေငလျင်လှုပ်တဲ့ဟာမှန်ပါဗျာနော်ဖွားတော်မူတဲ့အခါတို့ဖျားလောင်နဲ့ပတ်သက်ပြီးတော့ဖျားနဲ့ပတ်သက်ပြီးတော့တပြိုင်နဲ့ဖြစ်မြေငလျင်လှုပ်ခြင်းဆိုတာကိုဖြစ်ပေါ်စေတဲ့စัจ java လာကိုရည်ညွှန်းပြီးတော့တိုက်တသောင်းလို့ပြောတာနော်မှန်ပါဗျာဇာတိခေအာနာခေဝိသေယခေလို့နေပယ်ကြီး၃ရက်ရှိတယ်မှန်ပါဗျာမြတ်စွာဘုရားမွေးဖွားတဲ့အခါမှာတခြားဖျားလောင်မွေးဖွားတဲ့အခါမှာတပြိုင်နဲ့ပြင်ကလေးတုံဟိတာကိုတိုက်တသောင်းလို့ပြောတာစัจ java လာပေါင်းတစ်ခုတသောင်းရှိတယ်နော်နောက်မြတ်စွာဘုရားရဲ့ဒီတရားဓမ္မတွေကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေရှိလို့မြတ်စွာဘုရားတရားရဲ့လက်ခံတာဒါကိုအာနာလို့ခေါ်တယ်အာနာခေလို့ခေါ်တယ်မှန်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံတဲ့အတိုင်းအတာတစ်ခုကစัจ java လာဂရေတသိန်းလို့ပြောတယ်မှန်ပါဗျာနောက်တစ်ခါဝိသေယခေလို့ဆိုတော့မြတ်စွာဘုရားအာယုပြုတာကြတော့တသောင်းလည်းမကဘူးတသိန်းလည်းမကဘူးမရေမတွက်နိုင်အောင်ဖြစ်လို့အဲ့ဒါကြတော့အနန္တအဆုံးပိုင်းချမရှိဘူးလို့ပြောတယ်မှန်ပါဗျာမှန်ပါစัจ java လာအနန္တဆိုတာအဲ့ဒါမှန်ပါဗျာအာယုပြုလို့ရတာအနန္တမှန်ပါဗျာမြတ်စွာဘုရားရဲ့အကြောင်းကိုသိပြီးတော့ဘုရားတရားတော်ကိုလက်ခံတယ်အေးဟာဂရေတသိန်းစัจ java လာဂရေတသိန်းမှန်ပါဘုရားလောင်းမွေးဖွားတဲ့အခါတို့ဓမ္မစကြာဟောတဲ့အခါတို့ဘုရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းချီးပေးတဲ့အနေနဲ့ဥပမာအာဝိသင်္ခါရလွတ်တဲ့ဆိုရင်ဝမ်းနဲ့ကြေကွဲတဲ့အနေနဲ့မြေငလျင်တုံဟိတာတသောင်းမှန်ပါဗျာအဲ့လိုဆိုလို့တယ်နော်မှန်ပါဗျာမှန်ပါဗျာတပည့်တော်တို့ရဲ့စัจ java လာတစ်ခုထက်မကရှိနိုင်ပါလားဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခုတောင်မှအဆုံးအစမရှိကျေပြန့်တယ်လို့ဆိုကြတာဗျာအကယ်၍စัจ java တွေတစ်ခုထက်မကရှိခဲ့ရင်လည်းအခြားစัจ java တွေမှာဖျားများပွင့်နိုင်မှာလားရှင်ဗျာအဲ့တော့စัจ java လာအနန္တစัจ java လာသီပရိဆိုတာခုခေတ်လည်းလက်ခံနေပြီစัจ java လာဟာတစ်ခုမကရှိတယ်ဆိုတာသိပ္ပံဆရာတွေလက်ခံနေကြတယ်ပေါ့နော်မှန်ပါဗျာတခြားစัจ java လာမှာကိုဖျားပွင့်နိုင်ပါသလားဆိုတဲ့အယူဆကြတော့ပါဠိစာပေအယူဆပြောရမယ်ဆိုရင်တခြားစัจ java လာမှာဖျားပွင့်တယ်လို့မဆိုဘူးဒီစัจ java လာတစ်ခုပဲဖျားပွင့်တယ်မှန်ပါဗျာဘာကြောင့်ပွင့်တော့ဆိုလို့ရှိရင်တော့ဒါဟာ
ဘဟုအချက်ချဆိုတော့လောကမှာရှိကောင်းရှိလိမ့်မယ်အကြောင်းတစ်ခုတော့ရှိလိမ့်မယ်ဖះပွင့်တယ်ဆိုရင်ဖွင့်တဲ့အကြောင်းတစ်ခုရှိတယ်အဲကြောင့်မို့တခြားစัจ java လာမှာဖះပွင့်တယ်ဆိုတာမရှိဘူးဒီစัจ java လာမှာပဲပွင့်တယ်လို့ပဲမှားရမှာပဲဒါတင်ပါဗျာတချို့ကိစ္စတွေကယုံကြည်ချက်နဲ့ပဲလက်ခံရတာရှိတယ်မှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာနောက်မိကုန်းတစ်ခုကယဟန်များဟာသူတို့ရဲ့အလှရခံငွေကိုကျိုးအတွက်သုံးဆွဲခွင့်ရှိပါသလားဥမာအဖြစ်တပိတ်ဝယ်တာတို့သင်္ကန်းဝယ်တာတို့အတွက်သုံးဆွဲခွင့်ရှိပါသလားတီလာရှင်များရောဘာကြောင့်စွန်းခံမကြွတာလေတီလာရှင်များဘာကြောင့်လူများကိုတရားမဟောတာပါလဲရှင်ဗျာမေကုန်းကတော့အကုန်လုံးမမှန်ကန်ဘူးသူကလက်ရှိအမြင်ကိုကြည့်ပြီးတော့မေးတာဖြစ်နေတယ်နော်ယဟန်များဟာအလှခံရငွေကိုချိုးအတွက်သုံးဆောင်ရရှိတယ်ဆိုတော့ဒီငွေနဲ့ပတ်သက်လို့ကတော့ယဟန်တွေကဝိနည်းစည်းကမ်းနဲ့ပြောမယ်ဆိုရင်ငွေကိုတိုက်ရိုက်အလှခံခွင့်မရှိဘူးမှန်ပါဗျာငွေကိုတိုက်ရိုက်အလှခံခွင့်မရှိတော့ဒီငွေကဖြစ်ပေါ်လာတဲ့အလိုရှိရပစ္စည်းလေးပါလို့ဆိုတာခေါင်းစည်းနဲ့အလှခံလို့ရတယ်မှန်ပါဗျာဒီဘက်ဆိုင်ကိုယဟန်ဒီဘုန်းကြီးကလှူပါတယ်ဆိုရင်ဘုန်းကြီးကလက်ခံခွင့်မရှိဘူးဥပဒေအရပြောတာနော်မှန်ပါဗျာလက်ခံတာလက်မခံတာဒါမဆိုင်ဘူးမှန်ပါဗျာနိုင်ငံမှာလည်းပဲဥပဒေတော့ရှိတယ်မလိုက်နာတာတွေကအများကြီးပဲရှိတယ်လေမှန်ပါဗျာအဲ့တော့ယဟန်ဆိုလို့ရှိရင်ငွေကိုတိုက်ရိုက်လက်ခံခွင့်မရှိဘူးခုနလိုရှင်ဗျာအလိုရှိတဲ့စာအုပ်ဘုံဘုံပါပဲဖြစ်ဖြစ်အသုံးချဖို့ဒီငွေကြေးရဖြစ်ပေါ်လာတဲ့ပစ္စည်းကိုလှူပါတယ်ဆိုလို့ရှိရင်ဒါယဟန်ကလက်ခံခွင့်ရှိတယ်မှန်ပါဗျာလက်ခံခွင့်ရှိတယ်လို့သူ့ကိုလှူထားတာဖြစ်သောကြောင့်သူကိုကျိုးအတွက်သုံးဆောင်ခွင့်ရှိတယ်မှန်ပါသူလိုရှိရတဲ့အရာတစ်ခုကိုအသုံးပြုခွင့်ရှိတယ်မှန်ပါဗျာနော်ကိုယ်ပိုင်ပစ္စည်းဖြစ်သွားလို့သုံးခွင့်ရှိပါတယ်မှန်ပါဗျာတီလာရှင်များကဘာကြောင့်ဆွမ်းဟင်းထမင်းမခံရတာလဲဒါ tradition နဲ့ဆိုင်တယ်မှန်ပါဗျာတီလာရှင်ဆိုတာဘိက္ခုနီတွေကွယ်ပြောက်သွားတဲ့အခါမှာအမျိုးသမီးတွေကဒီသာသနာပေါင်းဝင်ញင်တဲ့အခါမှာတီလာရှင်ဘုရားတီလာရှင်ဖြစ်တယ်ဆိုတာဘာမှသိမကြသေးဘူးပမာပြေမှာမှန်ပါဗျာဘုန်းတို့ငယ်တော့တောင်မှပဲတီလာရှင်ကိုတွေ့ချင်မင်းကွန်းတို့စကိုင်းတို့မှာပဲရှိတယ်မှန်ပါဗျာနော်ပြီးတော့နိဗ္ဗိဏပြည်နိဗ္ဗိဏတော်ရအဲ့မှာပဲရှိတယ်မှန်ပါကျန်တဲ့နေရာမှာတီလာရှင်မရှိဘူးမှန်ပါဗျာအခုခေတ်မှာပုံများလာတာမှန်ပါဗျာအဲ့တော့တီလာရှင်ဆိုတာရှေးခေတ်ကသတင်းသုံးလို့လည်းခေါ်လာတယ်သတင်းသီလို့လည်းခေါ်တယ်ဝါရတွေပြောင်းလာတယ်မှန်ပါဗျာအထူးသဖြင့်တော့အမရပူရခေတ်တို့မန္တလေးခေတ်တို့လောက်မှတီလာရှင်ကပို့ပြီးတော့ထင်းထင်းရှားရှားဖြစ်လာတာမှန်ပါဗျာအဲ့တော့တီလာရှင်ဆိုတာ10ပါးသီလသုံးဖို့10ပါးသီလထင်းထင်းရှော့ရှော့ကြတယ်မှန်ပါဗျာထင်းထင်းရှော့ရှော့တဲ့အခါမှာဥပုသ်တယ်လို့ပဲသူတို့ဥပုသ်ဆရာမှာဥပုသ်ဆောင်ပြီးတော့ကိုယ်တိုင်ချက်ပြုတ်စားကြတာဖြစ်တယ်မှန်ပါဗျာဟိုဘိက္ခုနီတွေဒါဆွမ်းကိုယ်တိုင်ချက်ပြုတ်စားခွင့်မရှိလို့ဆွမ်းခံကြတာတီလာရှင်ကတော့ဝုတ်ကလေးကသူတို့ဟာဥပုသ်တယ်သဘောမျိုးဆိုတော့ဆွမ်းဟင်းသမင်းဆွမ်းခံစားရတယ်ဆိုအလေးထားဗမာပြည်မှာမရှိဘူးတခြားနိုင်ငံမှာလည်းမရှိသလောက်ပါပဲဘုရားရှင်လက်ထက်မှာကြာသူတို့ဘယ်လိုစားပါဘုရားတီလာရှင်မရှိဘူးဘုရားလက်ထက်ကတင်ပါဗျာအမျိုးသမီးဘိက္ခုနီပဲရှိတယ်တင်ပါဗျာအဲ့ဘိက္ခုနီတွေကဒီစီကန်းနဲ့မဟုတ်ဘူးတင်ပါဘုရားမှာတင်းကျပ်တဲ့စီကန်းတွေရှိတယ်တင်ပါဗျာသူကဒီတီလာရှင်ကကိုက10ပါးသီလပဲများတယ်နိတင်ပါဗျာ10ပါး10ပါးဒါပဲရှိတယ်အဲ့တော့ပုံစံချင်းမတူတော့မြတ်စွာဘုရားကသီလရှင်တွေပေါ်မှာဘာဥပဒေမှပြညတ်ခဲ့တာမရှိဘူးဘိက္ခုနီသာပြညတ်တာကိုသူတို့ဘိက္ခုနီကွယ်ပြောက်သွားမှနောက်မှပေါ်လာတဲ့အဖွဲ့အစည်းတစ်ခုကိုမှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာသီလရှင်များကဘာကြောင့်လူများကိုတရားမဟောရတာပါလဲဟောပါတယ်မဟောရဘူးလို့တားမြစ်ထားတာလည်းမရှိပါဘူးမှန်ပါဗျာနော်မှန်ပါဗျာနာကျင်တဲ့လူရှိရင်ဟောမှာပေါ့ဟောတဲ့နေရာတွေလည်းဟောနေပါတယ်မှန်ပါဒါပေမဲ့လို့ဒီသူတို့ကိုဘုန်းကြီးတွေတို့များများစားစားတရားဝဲပြင်တာတော့မရှိဘူးပေါ့နော်မှန်ပါဗျာမှန်ပါဗျာမရှိတော့ဒီဒါကတော့ tradition နဲ့လူတွေရဲ့အလေးထားနဲ့ပဲသက်ဆိုင်ပါတယ်မှန်ပါဗျာခုခေတ်တောင်မှပဲကြွရတာအမျိုးသမီးသမထဖြစ်တဲ့ဟာနဲတယ်မဟုတ်လားတင်ပါဗျာမှန်ပါဝန်ကြီးချုပ်လည်းအမျိုးသမီးကနဲသေးတယ်နဲပါဗျာမှန်ပါအဲ့ဒါမျိုးလိုပဲပေါ့ဒါရှင်းရှင်းလေးစဉ်းစားဖို့ရပါတယ်မှန်ပါဗျာမှန်ပါဒါပိတ်ပင်ထားတာမဟုတ်ပါဘူးမှန်ပါဗျာရသော်ဗျာလည်းမဟောရဘူးလို့မဟောပါတယ်မှန်ပါဗျာတရားရှင်တွေလည်းဟောတယ်မှန်ပါဗျာသူတို့စီမှာရောက်လာရင်သူတို့ဟောကြတာပဲ